ဒီဗီဒီယိုမှာအကောင့်တီးရဲ့အရေးကြီးတဲ့အရွယ်အစားတစ်ခုဖြစ်တဲ့ Boole Quotient ကွန်းဆက်ကို theory အနေနဲ့နားလည်အောင်ရှင်းပြပြီးနောက်ပိုင်းမှာ depreciation ကိုလက်တွေ့ဥပမာနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Boole Quotient ကွန်းဆက်ဆိုတာလုပ်ငန်းဟာအနာဂတ်မှာဆက်လက်လုပ်ကိုင်နိုင်မယ်လို့ယူဆပြီးအကောင့်တီးစာရင်းတွေကိုပြုလုပ်ရမယ်ဆိုတဲ့အခြေခံအရွယ်အစားဖြစ်ပါတယ်။ဒါကြောင့် asset တွေကိုချက်ချင်းရောင်းရင်ရနိုင်တဲ့တန်ဖိုးပေါ့နော် market value မဟုတ်ဘဲနဲ့အသုံးပြုသွားမယ်ကာလအလိုက်တန်ဖိုးလျှော့ပြီးတော့စာရင်းရေးသွင်းရပါတယ်။ Boole Quotient ကွန်းဆက်မရှိဘူးဆိုရင် asset တန်ဖိုးတွေက overstate ဖြစ်မယ်။ profit and loss ကလည်းဒါမမှန်တော့ဘူးပေါ့နော် financial statement ကိုအဲ့တော့ယုံကြည်လို့မရတော့ပါဘူး။ဒါကြောင့် accounting standard တွေအားလုံးက Boole Quotient ကိုအခြေခံအရွယ်အစားအဖြစ်သတ်မှတ်ပြီးတော့ရေးဆွဲရမှာဖြစ်ပါတယ်။လုပ်ငန်းတစ်ခုကဒါကွန်ပျူတာတစ်လုံးကို24သိန်းနဲ့ဝယ်ခဲ့တယ်ဆိုပါစို့။အသုံးပြုနိုင်မဲ့ကာလရဲ့သူ့ရဲ့ useful life ပေါ့နော်အဲ့ဒါက4နှစ်ရှိပါတယ်။ use မယ်ပေါ့နော်အဲ့တော့ Boole Quotient ကွန်းဆက်အရာဒီကွန်ပျူတာကိုချက်ချင်းရောင်းမယ်လို့မယူဆဘဲနဲ့4နှစ်အသုံးပြုမယ်လို့ယူဆရမှာဖြစ်ပါတယ်။လက်တွေ့ပါတော့လုပ်ငန်းခွင်မှာလည်းဒါအသုံးပြုဖို့ဝယ်တာဖြစ်တဲ့အတွက်ချက်ချင်းပြန်မရောင်းပါဘူးเนาะအဲ့တော့ annual depreciation ကိုဘယ်လိုတွက်မလဲဆိုတော့သူ့ရဲ့ဒါမူရင်းတန်ဖိုးပေါ့နော်24သိန်းကို useful life 4နဲ့စားပြီးတော့ဒါတစ်နှစ်ကို6သိန်း depreciation လျှော့သွားရမှာဖြစ်ပါတယ်။အဲ့တော့ journal entry ဘယ်လိုသွင်းမလဲဆိုတော့ဒါနှစ်စဉ်တန်ဖိုးလျှော့သွားတဲ့ depreciation တန်ဖိုးကို debit မှာ6သိန်းသွင်းပါမယ်။ accumulated depreciation မှာ credit အနေနဲ့6သိန်းစာရင်းရေးသွင်းရမှာဖြစ်ပါတယ်။နောက်ပိုင်းပေါ့နော်ဒီ depreciation တွေ accumulated depreciation တွေဘယ်လိုတွက်လဲပေါ့နော် accounting nature တွေကိုလည်းဆက်လက်ပြီးတော့ဒါကျွန်မမျှဝေသွားပါမယ်ရှင်။နောက်ဒီ entry ကဒါ assets ကိုအသုံးပြုနေစေဖြစ်တဲ့လုပ်ငန်းနဲ့ဆက်လက်လုပ်ကိုင်နေမယ်ဆိုတဲ့ Boole Quotient ကွန်းဆက်ကိုအခြေခံပြီးတော့ရေးသွင်းထားခြင်းဖြစ်ပါတယ်။အကယ်၍လုပ်ငန်းကပိတ်တော့မယ်ဒေဝါလီခံတော့မယ်ဆိုရင်တော့ Boole Quotient ကိုအသုံးမပြုရပါဘူး။အဲ့ဒါဆိုရင်ဒီ financial statement တွေကို breakup basis နဲ့ရေးဆွဲရမှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဆိုရင်တော့ asset တွေကို net realization value နဲ့ပြန်လည်တန်ဖိုးသတ်မှတ်ရမှာဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုလေးမှာဆိုရင်ဒါ Boole Quotient ကွန်းဆက်ကို theory နဲ့ practical ပေါင်းစပ်ပြီးတော့လေ့လာခဲ့ပါတယ်။အရေးကြီးတဲ့အချက်တွေကတော့လုပ်ငန်းဟာဆက်လက်လုပ်ကိုင်မယ်လို့ယူဆရမယ်။ assets တွေကိုအသုံးပြုကာလအလိုက်တန်ဖိုးလျှော့ရမယ်။ depreciation ကိုလည်း Boole Quotient ပေါ်အခြေခံတယ်ဆိုတာကိုသိရှိရမှာဖြစ်ပါတယ်။ဒီကွန်းဆက်ကိုနားလည်ထားတယ်ဆိုရင်ဒါ assets တွေကိုမှန်ကန်စွာစာရင်းသွင်းနိုင်မှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကအသုံးဝင်တယ်ဆိုရင် like and subscribe လုပ်ပေးသွားပါရှင်။